အီတလီနိုင်ငံတောင်ပိုင်းစစ်စလီကျွန်းလယ်အလဲဘဟုမှာတည်ရှိတဲ့လှပမြို့လေးဟာအခုတော့ကြောက်မဖွယ်တဘာဝဘေးအန္တရာယ်တစ်ခုနဲ့ရင်ဆိုင်နေရပါမည်။မကြသေးခင်ကတိုက်ခိုက်ခဲ့တဲ့ပြင်းထန်တဲ့မုန်တိုင်းကြောင့်မြေပြိုမှုလေးဖြစ်ပွားနေပြီးနှစ်ပေါင်းများစွာအခြေချနေထိုင်ခဲ့တဲ့အင်ဂျီပေါင်းများစွာဟာ6ကမ်းပါအစိုးမှာတုံတုံရင်ရင်နဲ့ကြံရစ်ထဲပါတယ်။လူဦးရေ1500ကျော်ရှိတဲ့ဒီမြို့လေးဟာကုန်းမြင့်လွန်ပြင်ကနေအောက်ခြေမြေပြန့်စီကိုတဖြည်းဖြည်းချင်းပြိုကျပျက်စီးနေတာဖြစ်ပါတယ်။အီတလီအရပ်ဘက်ကာကွယ်ရေးအကြီးအကဲဖာဘီယိုစီစီလီယာနိုကတော့ဒီအိမ်တွေဟာနေထိုင်လို့မရတော့တဲ့အခြေအနေကိုရောက်သွားပြီလို့အတည်ပြုထားပါတယ်။လက်ရှိမှာလူပေါင်း2,000ကျော်ဟာသူတို့ရဲ့အိုးအိမ်တွေကိုစွန့်ခွာပြီးဘေးလွတ်ရာကိုအရေးပေါ်တင်းရှောင်နေရပါတယ်။နှစ်ပေါင်းများစွာတိဆောက်ခဲ့တဲ့တန်ရောစင်တွေအမတ်တရာတွေဟာတဘာဝတရားရဲ့တိုက်စားမှုအောက်မှာပျောက်ကွယ်လူနီးပါဖြစ်နေပါပြီ။အာနာပိုင်တွေကတော့ထိခိုက်ခံရသူတွေကိုတခြားနေရာတွေမှာအမြဲတမ်းပြန်လည်အခြေချပေးဖို့စီစဉ်နေပါတယ်။ဒါပေမဲ့မြို့သူမြို့သားတွေအတွက်တော့ဒါဟာနေရာရွှေ့ပြောင်းရရုံနေမကပဲသူတို့ရဲ့ဘဝပုံစံနဲ့တမိုင်းကြောင်းတွေပါပျက်စီးသွားတယ်လို့ခံစားနေရတာပါ။ရာဒီဥရုဖောက်ပြန်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာကျွန်တော်တို့ရဲ့အနာကိုဘလောက်အထိနီးကပ်လာနေလဲဆိုတာနီရှဲမီမြို့ရဲ့မြင်ကွင်းတွေကတက်သေးပြနေပါတယ်။